Hello မင်္ဂလာပါဒီစကားလေးတော့ခဏပီထောင်ရဲ့တူရဲကောင်းတူဆိုတဲ့စကားပဲဖြစ်ပါတယ် Game of Thrones ရုပ်ရှင်စကားရဲ့နောက်ဆက်တွဲစကားလေးပဲဖြစ်ပါတယ်ဘွန်ကတော့သူ့ရဲ့ဆရာတူရဲကောင်းတည်ဆုံးသွားလို့ဘေးသွားပေးလာရမှမသိဖြစ်နေခဲ့တာပါဒါပေမဲ့မြို့ဘက်မှာတူရဲကောင်းရွေးပွဲရှိတယ်ဆိုလို့သူတက်ခဲ့ပါတယ်အဲ့ဒီသူလမ်းပေါ်မှာအိတ်ခုရင်းနဲ့ကတုံးကောင်လေးတယောက်နဲ့တွေ့ပါတယ်။ကောင်လေးရဲ့နာမည်က Egg လို့ခေါ်တာပါ။ဒါနဲ့သူမျိုးကိုရောက်ရှိသွားပါတယ်။အဲဒီမှာသူကတူရဲကောင်းတူဖြစ်ချောင်းကိုမျိုးအုပ်ဘူးကြီးကိုပြောပြခဲ့ပါတယ်။ဘူးကြီးကခင်ဗျားတူရဲကောင်းမဟုတ်ဘူးလို့ပြန်ပြောခဲ့ပါတယ်။မင်းဝင်ပြန်ချင်းနေဆိုရင်တယောက်ကမင်းကိုထောက်ခံပေးရမယ်ဆိုပြီးပြောပါတယ်။ဒါကြောင့် John ကသူ့ရဲ့တူရဲကောင်းဆရာမို့ထမ်းခဲ့တဲ့မင်းသားတစ်ပါးစီတွားခဲ့ပါတယ်။နေမအတီးတီးကမင်းသားတွေကလည်းပြန်ပွဲမှာတူရဲကောင်းဝင်ပြန်ဖို့ရောက်ရှိနေကြတာပါ။ခောက်အခါခါမင်းသားကိုတွားတွေ့တော့လဲသူ့ရဲ့ပြိုတော်မဲ့ဆက်လေးတွေနဲ့တာတွေ့ခဲ့ရပါတယ်။ဒါနဲ့ John ကတညတော့စောက်တော့ပွဲတစ်ခုရောက်ရှိသွားပါတယ်။အဲဒီမှာသူလည်းကကုံရင်မိုးယူရင်းနဲ့တညတာပြီးဆုံးသွားခဲ့ပါတယ်။ကတုံးကောင်လေးကတော့သူ့ရဲ့လက်ထောက်လုပ်ချင်တယ်လို့ပြောပါတယ်။ဒါနဲ့ John ကမင်းငါရဲ့လက်ထောက်မလုပ်ရဘူးလို့ပြောခဲ့ပါတယ်။နောက်ပိုင်းကျတော့သူလက်ခံသွားပါတယ်။သူတို့နှစ်ယောက်ပေါင်းပြီးသူရဲကောင်းပြန်ပွဲဝင်ပြန်နေအောင်ကြိုးစားနေလန်းရှာဖွေခဲ့ကြပါတယ်။ဒါလေးတော့စက္ကရအပိုင်း1ပါ။အပိုင်း2မှာဘယ်လိုဖြစ်လာမလဲဆိုတာကိုစောင့်ကြည့်ဖို့ဖိတ်ခေါ်ပါရစေ။ကျွန်တော်ရဲ့ channel လေးကို subscribe လုပ် post ကို share TikTok အပေါင်းလေးနှိပ်ပေးသွားဖို့ဖိတ်ခေါ်ပါရစေခင်ဗျာ။အားလုံးအဆင်ပြေကြပါစေ။